ChatGPT လို့ AI တစ်ခုကိုဖုန်းတစ်လုံးနဲ့ကိုယ်တိုင်ဖန်တီးလို့ရတယ်ဆိုရင်ယုံအခုဗီဒီယိုမှာတော့ Python programming ကိုသုံးပြီးတော့ AI bot တစ်ခုကို 3 step ထဲနဲ့ဖန်တီးပြမှာဖြစ်ပါတယ် Girlfriend AI ပဲဖြစ်ဖြစ် coding partner ပဲဖြစ်ဖြစ် teacher ပဲဖြစ်ဖြစ်ကြိုက်တဲ့ personality အတိုင်းဖန်တီးလို့ရပါတယ်ပြီးတော့ဒါ theory တက်မဟုတ်ပါဘူးတကယ် real working AI ဖြစ် Okay အခုဗီဒီယိုမှာတော့ကိုပိုင် AI bot တစ်ခုကိုဖုန်းနဲ့ဘယ်လိုလုပ်ရမလဲဆိုတာပြင်ကနာနားလည်အောင်ရှင်းပြပေးပါကျွန်တော်အဓိကသုံးမှာက Python Telegram bot AI API ဒီသုံးခုပဲလိုပါတယ်ကုန်းတင်းတွေအများကြီးရေးစရာမလိုပါဘူးပထမ step အနေနဲ့ Telegram bot ကိုဖန်တီးမှာဖြစ်ပါတယ် Telegram နဲ့ဝင်လိုက်ပါပြီးလို့ရှိရင် bot father လို့ရိုက်ချလိုက်ပါ bot father စီရောက်ပြီဆိုလို့ရှိရင် set new bot ကိုရိုက်လိုက်ပါ bot name နဲ့ user name ကိုထည့်ပြရနဲ့တုံငင်တစ်ခုရလာပါလိမ့်မယ်အဲ့ဒီတုံငင်ကကိုယ့်ရဲ့ bot ကို control ပေးမယ် secret key ဖြစ်ပါတယ်ဆိုတော့အခြေခံအနေနဲ့က Telegram bot တစ်ခုရလာပါပြီဒုတိယ step အနေနဲ့က AI brain ထည့်ရမှာပါ AI မရှိရင် bot ကရိုးရိုး reply bot ကြီးပဲဖြစ်နေမှာပါအဲ့အတွက်ကြောင့်ကျွန်တော်တို့ open router လို့ခေါ်တဲ့ AI API website ကိုတောင်းရပါမယ်အဲ့ဒီ website မှာဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ ChatGPT Gemini Cloud DC Grok စတဲ့ AI ပေါင်း100 million အထိရှိပါတယ်အဲ့ဒီ AI အများကြီးကိုကျွန်တော်တို့ API တစ်ခုလည်းနဲ့သုံးပါပါ API key generate လုပ်ပြီးလို့ရှိရင်ကျွန်တော်တို့ရဲ့ bot က AI စကားပြောနိုင်တော့ပါမှာဒီအပိုင်းကကြတော့ကြပြ AI လို့ personal AI အတွက်အဓိကကြတဲ့အပိုင်းဖြစ်ပါတယ်နောက်ဆုံး step အနေနဲ့က personality ထည့်မှာပါမထည့်ဘူးဆိုလို့ရှိရင်သင်ရဲ့ bot ကစက်ရုပ်လိုမျိုးစကားတွေပြောနေပြီးတော့လိုချင်တဲ့အတိုင်းမရတော့ပါဘူးဥပမာပြောရရင် girlfriend AI jealous AI teacher AI coding AI စတဲ့ AI ပေါင်း16000ကအခု personality ပေါ်အများကြီးမူတည်ပါတယ်ဘယ် personality မဆို prompt နဲ့ instruction ပြီးအောင်ပါပဲအခုဗီဒီယိုကတော့ AI bot တစ်ခုကိုကိုယ်ပိုင်ဖုန်းနဲ့ဘယ်လိုမျိုး3 step ထဲနဲ့လောက်ရမလဲဆိုတာပါနောက်ဗီဒီယိုတွေမှာ AI memory system emotional system voice system စတဲ့ AI ပေါင်း16000ကျွန်တော်ထပ်လုပ်ဖို့ရှိပါတယ်ဗီဒီယိုလေးကိုသဘောကျလို့ရှိရင် like and subscribe လေးလုပ်ခဲ့ပေးပါကျွန်တော် Telegram မှာလိုအပ်တဲ့ code တွေ example code တွေပြီးလို့ရှိရင်ကျွန်တော်လိုအပ်တဲ့ result တွေ requirement အဲ့ package တွေပေါ့နော်ကျွန်တော်ရဲ့ Python code တွေ library တွေစတဲ့ဟာတွေဘယ်လိုကြောင်းမလဲဆိုတော့ပထမအစကနေအဆုံးထိကျွန်တော်အသေးစိတ်တင်ပေးထားပါတယ်